မင်္ဂလာပါတတမီတို့ရေငလင်ဘေးစစ်ဘေးတဘာဝဘေးရန်နေအစရှိတဲ့အရေးပေါ်အခြေအနေတွေကြားကတတမီလေးတို့စိတ်လုံခြုံနှွေးထွေးမှုရှိစေရန်အတွက်မိဘဆွေမျိုးများဆရာသမားများနဲ့အထူးတကွပြုလုပ်ပေးနိုင်တဲ့နီလန်းကောင်းလေးတွေကိုလမ်းညွှန်ပေးချင်ပါတယ်ရှင်အရေးပေါ်အခြေအနေကြားကတတမီလေးတို့ရေတတမီလေးတို့တယောက်တည်းမဟုတ်ပါဘူးเนาะတို့ဖြတ်တန်းကြမယ် flower and candle ပန်းလေးနဲ့ဖျောင်းနိုင်ဒီနည်းလေးကတော့တသားမီလေးတွေရဲ့စိတ်ခံစားချက်ကိုတည်ငြိမ်အေးချမ်းအောင်လှုပ်ဆောင်ပေးနိုင်တဲ့အသက်ရှူလေးခြင်းငန်းလေးပါတသားမီလေးတို့ရဲ့လက်တစ်ဖက်မှာမွေးပြန်းနေတဲ့ပန်းလေးရှိပြီးတော့နောက်လက်တစ်ဖက်မှာဖြည်းဖြည်းလေးတောက်လောင်နေတဲ့ဖျောင်းနိုင်လေးရှိရလို့ခံစားကြည့်လိုက်ပါမွေးပြန်းနေတဲ့ပန်းရနံ့လေးကိုရှူသွင်းခံစားလိုက်ရတယ်လို့အသက်ကိုဖြည်းဖြည်းလေးနှာခေါင်းကနေရှူသွင်းလိုက်ပါပြီးရင်ဖျောင်းနိုင်မီလေးကိုမှုတ်ပြီးတော့ငိမ့်လိုက်တယ်လို့လေကိုပါးစပ်ကနေညှင်တတာလေးပြန်မှုတ်ထုတ်လိုက်ပါမွေးပြဲနေတဲ့ပန်းရနံ့လေးကိုရှူသွင်းခံစားလိုက်ရတယ်လို့အသက်ကိုဖြည်းဖြည်းလေးနှာခေါင်းကရှူသွင်းလိုက်ပါဖျောင်းနိုင်မီလေးကိုမှုတ်ပြီးတော့ညှင်လိုက်တယ်လို့လေကိုပါးစပ်ကနေညှင်တတာလေးပြန်မှုတ်ထုတ်လိုက်ပါအချိန်နည်းငယ်လောက်ထပ်လုပ်ကြည့်လိုက်ပါနော်lemon တံမြာသည်ဒီနည်းလေးကတသားမီလေးတို့ရဲ့အကြောဖြေရော့စေမဲ့လေ့ကျင့်ခန်းလေးပါတံမြာသည်နှစ်ချမ်းခွဲထားတာလေးတော့အစဉ်သစ်ပြင်ထားဖို့လိုပါတယ်တံမြာချမ်းလေးတွေကိုတသားမီလေးတို့ရဲ့လက်တစ်ဖက်စီနဲ့လှမ်းယူလိုက်ပါတံမြာရည်တွေထွက်ကြလာအောင်အားထည့်ပြီးတော့ညှစ်ချပါပြီးရင်တံမြာချမ်းလေးကိုခဏလောက်ပြစ်ချပြီးတော့လက်ကလေးကိုဖြေလျှော့အနားပေးပါတံမြာရည်တစ်ခွက်ရတဲ့အထိတံမြာသီးကိုထက်ခါညှစ်ယူပါနောက်ဆုံးအကြိမ်ညှစ်ချပြီးရင်တော့တသားမီလေးတို့လက်နှစ်ဖက်လုံးကိုခါထုတ်ပြီးတော့အကျောဖြေလျှော့အနားယူပေးပါ feather ငှက်မွေးလေးဒီနည်းလေးကတသားမီလေးတို့ရဲ့ကျင်းနေတဲ့အကြောတွေကိုဖြေလျှော့ပေးစေမယ့်နည်းလမ်းလေးပါတသားမီတို့ရဲ့ခန္ဓာကိုယ်ကိုငှက်မွေးလေးလိုပေါ့ပပလေးလေထဲမှာလွင်မျောနေတယ်လို့10စက္ကန့်လောက်တွေးကြည့်လိုက်ပါလွင်မျောနေရာကနေကြောက်ရွံ့တစ်ခုဖြစ်ပြောင်းသွားပြီးတော့မလှုပ်ပဲငြိမ်လေးနေလိုက်ပါငြိမ်နေရာကနေငှက်မွေးလေးအဖြစ်ပြန်ပြီးတော့လွင်မျောလိုက်ပါတလဲစီလွင်မျောလိုက်တည်ငြိမ်လိုက်လှုပ်ဆောင်ပါဒါပေမဲ့အဆုံးသက်လေးကိုတော့ငှက်မွေးလေးအတွင်ပေါ့ပါစွာအဆုံးသက်ပေးပါနော် lazy cut ကြောင်ပြင်းလေးဒီနီလန်းလေးကလည်းအကျော်လေးတင်းနေတဲ့တသားမီးလေးတွေအတွက်နီလန်းကောင်းလေးပါတသားမီးတို့ရေကိုနှိမ့်ချိုက်စွာအိပ်ပျော်နေရမှနိုးထလာတဲ့ကြောင်ပြင်းလေးတစ်ကောင်ကိုတွေးကြည့်လိုက်ပါအာရပါရအကျော်ဆန့်ပြီးတော့တောင်းဝင်လိုက်ပါနှိမ့်ချိုက်စွာအိပ်ဆက်ရကြောင်းကိုအတန်လေးထွက်ပြီးတော့ညီးလိုက်ပါဝေါဒီနေ့တော့အိပ်ရွာအိပ်လိုက်ရတယ်ပြီးရင်ကြောင်လေးလိုပဲလက်တွေထောက်တွေနဲ့ခါရရှည်ကြီးကိုဖြည်းဖြည်းချင်းစန့်ထုတ်လိုက်ပါအရေးပေါ်အခြေအနေတွေကြားကတတမမီလေးတွေစိတ်လုံခြုံနှွေးထွေးမှုရှိစေရန်အတွက်မိဘဆွေမျိုးများအနေနဲ့ကလေးငယ်လေးတွေအားကိုရောစိတ်ပါလုံခြုံသောခံစားချက်တွေရရှိအောင်ဖန်တီးပေးပါကလေးငယ်လေးတွေစိတ်ပျော်ရွှင်စေနိုင်မယ့်အရာများကိုတူတူလှုပ်ဆောင်ပေးပါကလေးငယ်လေးများအပေါ်ချစ်ချင်းမေတ္တာများကိုထုတ်ဖော်ပြသပေးပါကလေးငယ်လေးများစိတ်ကိုဖြေလျှော့ပေးနိုင်တဲ့လေ့ကျင့်ခန်းလေးတွေကိုလည်းသင်ကြားပေးပါဆရာမိဘဆွေမျိုးပူးပေါင်းပြီးတော့ကလေးငယ်လေးတွေရဲ့စိုးရိမ်ပူပန်မှုလေးတွေကိုဖြေလျှော့ပေးကြပါလို့မေတ္တာရက်ခံပါတယ်ရှင်